လုံးဝသတင်းထူးပါလုံးဝသတင်းထူးပါဒေါ်နယ်ထရန့်စတင်ပါပြီကျမဒီလိုမျိုးသတင်းအထူးတွေပေါ့နော်တင်လာတယ်မြတ် update ဖြစ်အောင်အခုလေးတွေမှတူတူအခုချက်ချင်းတင်တာပါအဲ့လိုမျိုးစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျမအပေါင်းလေးနှိပ်ပြီးတော့မှတစ်ဖက်လူတွေပုံမြင်ပါစေလို့ဆန္ဒရှိတဲ့လူများ share ပြီးတော့ repost လေးလုပ်ပေးခဲ့ကြပါနော် okay ပြီးတော့ impudor ကထုတ်ပြန်တယ်ဒေါ်နယ်ထရန့်ရဲ့ညွှန်ကြားချက်ရပေါ့သူ့အမိန့်ရပေါ့သူတို့ဗီနီဇိုလာကိုတိုက်တော့မယ်အဲ့အတွက်ကိုသူတို့ပြင်ဆင်နေပြီအပေါ်ကလေချောင်းတွေလည်းတော်တော်လေးလွတ်နေပြီပေါ့နော်သူတို့တိုက်တော့မယ်ပေါ့ပြီးတော့အထဲထိဝင်စီးမယ်လို့ပြောတယ်နော်တိုက်ဝင်တိုက်မယ်အထဲကိုဝင်တိုက်မယ်တဲ့ဗီနီဇွဲလားနိုင်ငံအတွင်းကိုဝင်တိုက်မယ်လို့ပြောပါတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်တို့ဒီသတင်းရတဲ့လူတွေအကုန်လုံးကလည်းပြင်ဆင်နေပြီပြီးတော့ဒီသတင်းဌာနဒီတယောက်ကကြတော့ဘယ်လိုပြောလဲဆိုရင်ဒါဟာတဲ့တို့လုံးဝဟိုမှာဖြစ်တင်ဘူးဗီနီဇွဲလားကိုဒီလိုအထဲထိဝင်စီးပြီးတို့တိုက်တယ်ဆိုတာတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီနေဘူးတို့လွတ်တော်လူတွေအတန်ထွက်တင်ပြီးလွတ်တော်လူတွေထက်ဆွေးနွေးတင်ပြီးဒါဒေါ်နယ်ထရန့်တူတယောက်ထဲနဲ့တူမျိုးလို့ချင်တယ်လို့မရဘူးဆိုတဲ့ပုံစံပေါ့နော်ဒါတို့ဖွဲ့စည်းပုံဥပဒေနဲ့မညီနေပါဘူးတဲ့လွတ်တော်လူတွေစကားပြောရတော့မယ်ဘာဖြစ်လို့ဆိုတာဗီနီဇွဲလားကိုတို့တိုက်တယ်ဆိုတာတို့အတွက်နိုင်ထက်စီးနင်းလုပ်ပြီးတော့မှတစ်ဖက်နိုင်ငံကိုကျူးကျော်ပြီးတော့မှအဲ့လိုလုပ်တယ်ဆိုတာမဖြစ်ဖွဲ့စည်းပုံဥပဒေနဲ့မညီဘူးအဲအကြောင်းမလို့တို့ကဟိုဟာလွတ်တော်တွေကစကားပြောတင်တယ်အဲ့လိုပြောပါတယ်ပြီးတော့ဒီမှာကြည့်လိုက်သူမနေ့ညမှာဒေါ်နယ်ထရန့်သူ့ရဲ့ဟိုမှာကိုလေကျမသူ့အရင်သဘောကျတယ်သူပုံစံနဲ့စမတ်လက်ကျတယ်ပြီးတော့သူအကြောင်းတော့ကျမတက်ဗီဒီယိုလုပ်ပြီးတင်မယ်နော်ဟောလိုဝင်းညပါတီမှာတို့ဒင်နာလုပ်နေတို့ဒင်နာအချိန်မှာကြည့်လိုက်နော်တိုးနေတဲ့ဒေါ်နယ်ထရန့်တကုံစကားတွေပြောနေတာပြီးတော့ဒီမနေ့မှာထုတ်ပြန်လာတယ် White House ကနေပြီးတော့မှဗာလဲဆိုရင်ဗီနီဇိုလာကိုတိုက်ဖို့တို့ပြင်ဆင်နေပြီးညွှန်ကြားချက်ဒေါ်နယ်ထရန့်ရဲ့ညွှန်ကြားချက်ရပြီးတော့မှအခုဒါတွားနေပြီပေါ့နော်ပြီးတော့စစ်စင်ရေးတွေပြီးတော့ဒီအပေါ်ကလေချောင်းလိုက်ဟိုဟာတွေပေါ့ပြီးတော့မနေ့ကမှလည်းကျမတင်တယ်နော်ပြီးတော့ဘာလို့လဲဆိုရင်ရုရှားကလေရင်တွေရောက်နေတယ်လေရင်တော့မှသစည်းမဟုတ်ဘူးနစီးမဟုတ်ဘူးပေါ့နောက်ထပ်လေရင်တွေလည်းအများကြီးရောက်လာတယ်ဆိုပြီးတော့မှဒီသတင်းဌာနတွေကဖော်ပြကြတယ်အဲ့ဒါဗာလဲဆိုရင်ဗီနီဇိုလာကိုလာကူကြတာပေါ့ပြီးတော့စစ်အင်အားရောလူအင်အားရောလာတယ်လို့ပြောတယ်လူတွေလည်းအများကြီးပဲလို့ပြောတယ်အပေါ်ကနေသူတို့ drone နဲ့ရိုက်ထားလားအဲ့ဒါကိုပြောကြတယ်အားကြောင့်မို့စတော့မှာပဲကဲဒီလိုမျိုးစလို့ရှိရင်အခုတည်းစစ်ဖြစ်နေပြီဆိုလို့ရှိရင်လည်းဖြစ်လာဘယ်လိုတွေတိုက်ကြလဲဘယ်လိုလဲဆိုတဲ့ဟာကိုကျွန်မထပ်ပြီးတော့ update တဲ့နေ့တင်ပြပါမယ်အားလုံးပဲ bye bye